အခမ်းအနားစီစဉ်900ဧည့်သည်တော်အဖြစ်တက်ရောက်လာတဲ့ဆရာမင်းလူရဲ့ကိုရေးအချင်းကိုဖတ်ကြားပါမယ်ရှင်။ဆရာမင်းလူကိုအဖစာရေးဆရာဒါရိုက်တာသာဓုဦးဖေသန်းနှင့်အမိကျောင်းဆရာမဒေါခင်ညိုတို့မှ1954ခုနှစ်မေလ18ရက်နေ့အင်္ဂါနေ့မှာရန်ကုန်တိုင်းဗိုလ်တထောင်မြို့နယ်48လမ်းနေအိမ်မှာဖွားမြင်ခဲ့ပါတယ်။ဆရာမင်းလူရဲ့ဇာတာအမည်မှာညံလင်းဖြစ်ပြီးတော့အမည်ရင်းမှာညံပေါ်ဖြစ်ပါတယ်။ဆရာမင်းလူဟာသာဓုဥဖေသန်းဒေါခင်ညိုတို့ရဲ့သား၄ယောက်မှာအငယ်ဆုံးသားဖြစ်ပါတယ်။စာရေးဆရာဒါရိုက်တာမောင်ဝနစာရေးဆရာတရုတ်ဆောင်အဆိုတော်သူ့မောင်တရုတ်ဆောင်ရူပါတို့ရဲ့ညီအငယ်ဆုံးဖြစ်ပါတယ်။ဆရာမင်းလူဟာ1959ခုနှစ်မှ1965ခုနှစ်ထိစိန်ဘောအထက်တန်းကျောင်းအထက6ဗိုလ်တထောင်မှာသူငယ်တန်းမှ4တန်းအထိ1966ခုနှစ်မှ69ခုနှစ်အထိအထက6ဗိုလ်တထောင်အထကသည့်သင်ငန်းကျွန်းတို့မှာ9တန်းမှ10တန်းအထိအထကသည့်သင်ငန်းကျွန်းမှာပဲအခြေခံအထက်တန်းပညာကိုအောင်မြင်ခဲ့ပါတယ်။1982ခုနှစ်မှာဆရာမင်းလူဟာရန်ကုန်တက္ကသိုလ်မှာသတ္တနိကဗေဒအထူးပြုဘာသာဖြင့်ဝိစာတန်းကိုဆက်လက်သင်ယူခဲ့ရာ1989ခုနှစ်မှာရန်ကုန်ဝိစာသိပ္ပံတက္ကသိုလ်မှာဝိစာဘွဲ့သတ္တနိကဗေဒဘွဲ့ကိုရရှိခဲ့ပါတယ်။ဆရာမင်းလူဟာ1986ခုနှစ်နိုဝင်ဘာလထုတ်ရုပ်ရှင်ပရိသတ်မဂဇင်းပါနေဝင်သွားတော့လာထွက်သည်ဝတ္ထုကိုမင်းလူကလောင်အမည်ခံရေးသား၍စာပေနယ်တဲကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ယခုအခါဆရာမင်းလူဟာ2011ခုနှစ်ထိလုံးချင်းစာအုပ်ပေါင်း58အုပ်ကိုထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ဆရာရေးသားခဲ့တဲ့လုံးချင်းစာအုပ်ပေါင်း58အုပ်အနက်မှာ9စင်အလွမ်းကို1990တွင်ဒါရိုက်တာမောင်ဝနကရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပြီးအကယ်ဒမီ3ဆုရရှိခဲ့ပါတယ်။ရေစရာမောစရာအတွေ့လေးရမှအိုအကျုံကျွန်တော်ကျမတို့သည်ချစ်မလားကွယ်ကြိုက်မလားကွယ်ရင်ထဲကစောင်းရသည်တို့ကိုလည်းရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။1900ဆရာမလို့ပါဘူးဒါအခုကြွားရောက်လာတဲ့ပြည်သားမှာလုံးဝတာဝန်မရှိပါဘူးเนาะ4နာရီထိုးပြီးဖြစ်တဲ့အတွက်ပြန်ရင်ပြန်လို့ရပါတယ်နော်အခုနောက်ကျသွားတဲ့အကြောင်းကကျွန်တော်တို့မှလည်းအပြစ်မရှိပါဘူးကျွန်တော်တို့ကြောင့်မဟုတ်ပါဘူးကျွန်တော်ချိန်မီရောက်ပါတယ်ဒီကအမျိုးသားစာကြည့်တိုက်ကတာဝန်ရှိတဲ့ဆရာမတွေမှလည်းတာဝန်မရှိပါဘူးဆရာမတွေလည်းအားလုံးချိန်မီစီစဉ်ပေးပါတယ်ဒါပေမဲ့တကယ်တာဝန်ရှိတဲ့လူကမြို့တော်ဝန်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကားတွေပိတ်နေတယ်လမ်းမှာကားတွေပိတ်နေတော့ဘလောက်ကြီးကျွန်တော်ဆိုရင်အချိန်2ဆယူပြီးထွက်တယ်။ကားတိုင်းထွက်နေကြတဲ့အချိန်ကို2ဆယူပြီးထွက်တာတောင်မှလမ်းမှာကားတွေပိတ်နေလို့ကျွန်တော်လည်းနည်းနည်း9မိနစ်လောက်နောက်ကျသွားပါတယ်။ဒီလိုပဲတခြားဆရာမတွေလည်းဒီလိုပဲနောက်ကျကြပါတယ်။အဲ့တော့အမှန်ကတော့ကျွန်တော်တို့လှုပ်တင်တာကျွန်တော်တို့ဘယ်လိုလှုပ်တင်လဲဆိုတော့ကားတွေပေါ်မှာပေါ့နော်စပီကာကြီးတက်ပေးထားပြီးတော့ဟောပြောဝဲလို့ကိုကောင်းပါတယ်အဲ့တော့ဒါမျိုးတော့မှတာဝန်ရှိပါတယ်ကျွန်တော်တို့ကားတွေကြက်နေတော့ကျွန်တော်လည်းဟိုမှာပိတ်မိဟိုလူကလည်းဟိုမှာပိတ်မိအဲ့တော့ကျွန်တော်တို့အားလုံးမှာတာဝန်မရှိပါဘူးအဲ့တော့အခု4နာရီရှိပါပြီ4နာရီရှိပြီဆိုတော့4နာရီကျွန်တော်ကလည်းဘယ်လောက်ပြောပြလို့ဘယ်လိုပြောပြမှမသိဘူးအဲ့တော့4နာရီခွဲတာနဲ့ပြန်ရင်သူများရှိရင်လည်းပြန်နိုင်ပါတယ်တာဝန်မရှိပါဘူးဘာမှပြဿနာမရှိပါဘူးနောက်အေးလဲအေးတဲ့အတွက်ဒီထဲမှာအေးလဲအေးတဲ့အတွက်တကယ်လို့များအင်္ဂါရီတွက်ကျင်လဲတွက်လို့ရပါတယ်ဘာမှပြဿနာမရှိပါဘူးကျွန်တော်တို့ဘာဒါသိတ်ကြီးရှို့တကယ် formal ကြီးပေါ့နော်တကယ်သေချာကြီးလုပ်တဲ့ပွဲမဟုတ်ပါဘူးဒီအားလုံးကမိသားစုတွေကြီးပါပဲကျွန်တော်တို့အားလုံးခင်နေကြတဲ့လူတွေကြီးပဲခုဆရာဦးသိန်းလို့ဆိုကနဆိုပြီးတော့ထွက်သွားလိုက်တာပြန်လာပါပြီဟုတ်အဲ့တော့ဘာမှအားမနာပါနဲ့အဲ့တော့
ပြန်ကျင်လဲပြန်လို့ရပါတယ်အိတ်ကျင်လဲအိတ်လို့ရပါတယ်ကျွန်တော်ကအမှားကျွန်တော်စာပေရောပြောပွဲတွေမပြောပါဘူးဘယ်မှလည်းမပြောပါဘူးပြောဖို့လည်းရည်ရွယ်ချက်လည်းမရှိဘူးတခါတရံအကျုပ်နေရာတွေရှိတယ်ပေါ့နော်နိုင်ငံသားတို့ဘာလို့လဲမပြောပါဘူးဘယ်ဥမှလည်းဘယ်မှကိုမပြောပါဘူးဟောပြောပွဲကိုဘာလို့မပြောတဲ့အချက်တွေရှိတယ်ဘာကြောင့်ကျွန်တော်ရဲ့ကျွန်တော်ကိုကျွန်တော်မကြိုက်တာနှစ်ချက်ရှိတယ်ကျွန်တော်ရုပ်ကိုကျွန်တော်မကြိုက်ဘူးကျွန်တော်အတန်ကိုကျွန်တော်မကြိုက်ဘူးအဲ့ဒါငယ်ငယ်ကတည်းကအဲ့တိုင်းဖြစ်နေတယ်ကိုရုပ်ကိုလုံးဝကြည့်လို့မရဘူးအဲ့ဒီကဒါနဲ့ကျွန်တော်ကဒီမိန်းမငါ့ကိုဘာကြောင့်များကြိုက်တယ်လဲဆိုပြီးတော့မေးကြည့်တယ်နင်ငါ့ကိုဘာလို့ကြိုက်ရတာလဲဟာလို့ဆိုတော့ तू ကမဟာဓမ္မကဏီနဲ့တူလို့တဲ့ဟာဘယ်နေရာတူတာလဲဆိုကြည်သလုံးနဲ့ဆိုတော့အဲ့ဒါရှိတယ်ဆိုတော့နောက်တစ်ချက်ကျွန်တော်မှာကဘယ်လိုခေါ်လဲဟိုလူတော်မတိုးတဲ့သဘောပေါ့နော်ခုနလိုကိုယ်ဟိုအကြည့်မလားဒီကဘာပြောမလားဆိုပြီးတော့ဖြစ်တဲ့အတွက်ကျွန်တော်ကမပြောဘူးတခါတော့ကျွန်တော်မတတ်တာလို့ပြောရတဲ့ပွဲတော့မှာကိုယ့်အကို MP3 လေးနဲ့အတန်ကိုပန်းနာကြည့်ပြီးအရောက်တော့ပြန်နားတောင်ကြည့်တော့တော်တော်စိတ်ပြက်သွားတယ်ဘာတွေပြောလို့ပြောမှလည်းမသိဘယ်အကြောင်းအရာတွေရောက်မှလည်းမသိအဲ့တော့နားတောင်ရတယ်လို့လည်းကျွန်တော်အားနာတယ်နောက်တစ်ချက်ကျွန်တော်အများကြီးကျွန်တော်အရန်ကြောက်ရတဲ့အချက်ကဟောပြောပွဲတပွဲပြောတိုင်းငါစာပါပေးတာဘလောက်များရော့သွားလိမ့်မယ်ဒါကိုကျွန်တော်စိုးရိမ်တချို့ကတော့စာလေးပတ်ပြီးတော့ချစ်ဝတ္ထုလေးပါလေးပတ်ပြီးတော့အမျိုးတင့်ရင်တင်မှာပေါ့နော်လူလဲတွေ့ရောဟာမဲမဲကြီးဆိုဒါမျိုးပေါ့နော်တားပါတော့အိုဘားမားတော့လို့ဆိုတော့ပြစ်သွားခဲ့မှလည်းကြောက်တယ်ဒါကြောင့်မပြောဟိုကြည့်ပါဘယ်မှမပြောဘူးဟောပြောမပြောဘူးအင်တာဗျူးမလုပ်ဘူးနော်ဖြစ်နိုင်ရင်ဂျာနယ်လိုလဲမှာကျွန်တော်တပ်ပုံသိမ့်မတည့်ပါနဲ့လုံးဝမတည့်ပါနဲ့အဲ့လိုမှားထားတယ်ဖြစ်နိုင်ရင်ကျွန်တော်ဘယ်ကုန်းမှဘယ်ပွဲမှလည်းမတက်ချင်ဘူးအဲ့လိုနေထားတာအခုလည်းဘယ်ကုန်းမှမပြောဘူးဒါပေမဲ့ဆရာမတော်များများကကုန်းဆက်တဲ့အခါကျတော့ဆရာဦးတော်ကောင်းတို့ကပြောတယ်တဲ့အဲ့ဒါခေါ်ပါလားပေါ့ဆိုတော့ဆရာဦးတော်ကောင်းလို့ပြောလိုက်တဲ့အတွက်နည်းနည်းဘိုးတော်ကကျင်းစက်ကြနဲ့ရိုက်လိုက်တယ်ဒီလိုပဲပေါ့ရွှေပြင်းညီနောင်အဲ့တော့ဆရာဦးတော်ကောင်းလို့ပြောလိုက်တဲ့အတွက်ကျွန်တော်ငါတော့အဲ့ဒါမသွားလို့တော့မပြစ်တော့ဘူးပေါ့လေအဲ့လိုပေါ့နောက်ကမဟုတ်ဘူးဆရာကပြောရုံနဲ့ဘယ်ဟုတ်မလဲပေါ့ဗျာပြောတော့ဆရာမတော်များကဘာပြောသူတို့ယုံမှလေတဲ့ဒါသူ့ပြောတော့ကျွန်တော်ပြောတာမဟုတ်သူ့ပြောသူတို့ယုံမှလေတဲ့စန္ဒမဲပေါ့နော်ကောက်ကြည့်တဲ့အခါကျတော့တဲ့ကျွန်တော်ပြောကိုင်းစေခြင်းလေဆိုတော့မဲကများပါတယ်တဲ့ဆိုတော့ဆရာမရဲ့လို့အဲ့ဒါကြိုတင်မဲတွေပါဆရာမရဲ့လို့ဘာကြီးပြစ်နေကြိုတင်မဲဖြစ်စေဘာကြီးပြစ်နေအဲ့တော့ကျွန်တော်ကတော့ဒီပေါ်ရောက်လာပါပြီအဲ့တော့ကျွန်တော်ဘာပြောမလဲဆိုတာလဲမသေးကြဘူးမသေးကြတော့ကိုကပြောနေကြလဲမဟုတ်တော့တခြားဆရာတွေလည်းသေးကြမပြောတတ်ဘူးကြုံတယ်လို့ပြောမယ်ကျွန်တော်မှတ်ထားတာလေးတွေကဟာလေးပြောရမယ်ပြောသွားရင်းနဲ့ဘယ်နေရာမှာအဆုံးသတ်သွားမလဲဆိုတာလဲကျွန်တော်မသိဘူးအချိန်တွေကကြည့်ပြီးတော့နည်းနည်းပြင်းလောက်ပြီးတင်နေဆိုရင်ရလိုက်မယ်နော်ဟိုကိုလိုလဲသဘောမတားနဲ့ကောင်းမှလည်းမဟုတ်ဘူးနော်အဲ့တော့ပြန်ရင်လဲစောစောပြန်ကြဘာမှမဖြစ်ဘူးနော်အဲ့တော့ဆရာတော်ဆိုတဲ့ပြဿနာခုနပြောတဲ့ဆရာတော်ပြဿနာဟုတ်ပါဘူးဆရာတော်ဆိုတဲ့ကိစ္စစဒီဇလာဆရာဥတော်ကောင်းလို့ပြောလိုက်တာ ਨੇ ဘာဖြစ်လို့ကျွန်တော်ကဆရာတော်ဆိုရင်ဆိုပြီးချက်ချင်းဟလာရွှေပြင်းကြီးနောင်ဒုတုတ်ရရောက်လာတယ်လို့ဘာဖြစ်လို့ပြည့်ရတယ်လဲပြီးတော့တခါဆရာဦးသိန်းလွင်လည်းပါမယ်တဲ့ဆိုတော့ဟာဆရာတွေကများနေဆရာတော်ကကျွန်တော်တို့ဆရာပြစ်တယ်လို့ကျွန်တော်ဇနီးရဲ့ဆရာလည်းပြစ်တယ်ပြီးတော့ဆရာဦးသိန်းလွင်ကြတော့တခါကျွန်တော်ဇနီးရဲ့ဆရာပြစ်တယ်လို့ကျွန်တော်သမီးကလည်းဇာကြီးတိုက်ဟလာဘွဲအတွက်ကျောင်းတက်တော့တခါဆရာပြစ်တယ်သမီးရဲ့ဆရာလည်းပြစ်ပြန်ပြီဒီကြားထဲမှာကြည့်လိုက်တော့ဆရာဦးမြင့်ကြိုင်ကလည်းပါလာပြန်ပြီဟုတ်လားဆရာဦးမြင့်ကြိုင်ဆိုတာကလည်းကျွန်တော်မျိုးသမီးရဲ့စီနီယာဆရာပဲပေါ့နော်စီနီယာပေါ့နောက်တစ်ခါကြည့်လိုက်တော့
ပြိုကြီးတယောက်လည်းပါတယ်တဲ့ဆိုတော့အဲ့ဒါနဲ့ဟာဘယ်သူလဲဆိုတော့ဆရာမဒေါက်ကင်းင်းဦးတဲ့ဆိုတော့ဆရာမဒေါက်ကင်းင်းဆိုတာလည်းကျွန်တော်တို့ရဲ့အမလိုလည်းဖြစ်တယ်ကျွန်တော်အမျိုးသမီးရဲ့စီနီယာလည်းဖြစ်ပြန်ပြီရှုမွားမှာသူတို့ကအရင်စရေးတာပေါ့နော်အဲ့တော့ကိုတက်စီနီယာတွေဖြစ်နေပြန်ပြီဆိုတော့ကဲဒီလောက်ပြစ်လာတာညင်းလို့လည်းမကောင်းတော့ဘူးဆရာဦးတော့ကောင်းနာမည်ကြားတာနဲ့ဘာကြောင့်ကျွန်တော်ငေါက်ခနဲ့ပြစ်သွားရတယ်လဲအဲ့ဒါကိုကျွန်တော်စပြီးပြောပါမယ်တချင်းပွင့်တာအဲ့တော့ဆရာဦးတော့ကောင်းလို့ပြောလိုက်တာ ਨੇ ဘာကြောင့်ဒီလိုပြစ်သွားရတယ်လဲဆိုတော့ကျေးဇူးရှိတယ်ခင်ဗျကျွန်တော်တို့အပေါ်မှာဘလို့ကျေးဇူးလဲဆိုတော့ပြောရမယ်ဆိုရင်နည်းနည်းတော့ပါမယ်နည်းနည်းပါမယ်ဆိုတာ1990မှာကျွန်တော်ကကြပြရေးတယ်တရားဝင်မဟုတ်ဘူးအဲ့ဒီကြပြက3ပိုင်းရှိတယ်ဗျအဲ့ဒီအကိုရေးလိုက်တာရေးလိုက်ပြီးတော့အဲ့ဒီကြပြကကျွန်တော်တုံးစံတိုင်းဒီစရာလေးတွေဘာလေးတွေညာလေးတွေနဲ့ရှောက်ရေးတာပေါ့ဗျာအဲ့ဒါနိုင်ငံတော်ကိုအကြီးညိုပြက်စေတယ်ဘာပြက်စေတယ်ပုံမှန်ကြီးကအများကြီးပဲဗျပုံမှန်ကြီးကြီးနဲ့ကျွန်တော်အစွဲခံလိုက်ရအောင်ဆွဲခံလိုက်ရတော့ပါသွားအဲ့ဒီချိန်ကာလမှာ1990ကာလလောက်မှာပြစ်လေရှိတဲ့အကြောင်းတွေရှိဘာလဲဆိုတော့ယောက်ျားတောင်ကြရင်မိန်းမအလုပ်ပြုတ်ပဲအဲ့ဒါပြစ်လေကြောင့်နော်သားသမီးပြည့်ရင်အပေဒုက္ခရောက်ဘလောက်ဆိုလဲတချို့ဆိုရင်အလုံးမပြုတ်ပဲနေပြောင်းလိုက်ဆိုတာမျိုးတွေလုံနေကြအဲ့လိုပါတချို့ကလည်းကြောက်လို့လုပ်တယ်တချို့လည်းမျက်နှာလိုမျက်နှာရတယ်လုပ်အဲ့ဒီလိုလုံနေကြသူကျွန်တော်မျိုးသမီးလိုပဲတယောက်ဆိုရင်သူ့ယောက်ျားပါသွားတော့မိန်းမပြုတ်ကုန်ကျွန်တော်လည်းအတဲမှာငါမိန်းမတော့ပြုတ်ပြီသွားပြီပေါ့အဲ့ဒီလိုကျွန်တော်တင်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုမပြုတ်တဲ့အပြင်ဆရာတော်တို့ကယာရုတိုးပြလိုက်ကျွန်တော်မျိုးသမီးကိုယာရုတိုးပြလိုက်ဆိုတော့အဲ့ဒီမှာကျွန်တော်နည်းနည်းဆရာတော်ကျေးဇူးရှိတယ်ဒါအပြင်တရားဆရာမတွေပေါ့နော်ဆရာမကြီးတော့ခင်အောင်တို့ဆရာမတော်ကြောတို့နော်သူတို့ကနောက်သူပြောင်းသွားတဲ့စိတ်သွားဘက်ဆိုင်ရာစိတ်တက်ကတူမှာအဲ့ဒီအချိန်မှာစာရှိတဲ့မှုဖြစ်နေတဲ့ဆရာမတော်ကင်ဆန်းနွဲတို့သူတို့တွေကတော်တော်ကြီးကိုစောင့်ရှောက်ကြပါကျွန်တော်မျိုးသမီးအဲ့ဒီမှာဒီဌာနနဲ့တရားဌာနနဲ့မတူဘူးဆိုတာကျွန်တော်သတ်တွေ့နော်တရားဌာနတွေမှာဆိုရင်တရားဌာနတွေကလူကြီးတွေဆိုရင်သွားပေါ့ကြောင်းပေါ့ထုတ်ရင်တော့မထုတ်လဲသွားပေါ့ဒါပေမဲ့ဒီတောင်ရမှာကြာတော့မတုတ်တဲ့အပြင်ယာရုတော်ထုတ်ပြလိုက်ပြီးတော့ဝိုင်းလဲစောင့်ရှောက်ကြတယ်နော်ကျွန်တော်ကိစ္စသွားထောင်ဝင်စာတွေပါသွားမဲ့အခါမျိုးဆိုရင် on duty ပေးသေးတယ်အဲ့ဒီလောက်စောင့်ရှောက်ခဲ့ကြတယ်ဆရာမကြီးဖြစ်တဲ့အတွက်ဆရာတော်ဆိုတာနဲ့ငါကနေဖြစ်သွားပါတယ်ဒါကျွန်တော်အဲ့ဒီပြောချင်တဲ့အကြောင်းပါဒီတော့ဆရာတော်ကနေစလိုက်တာကျွန်တော်ဘာသွားစဉ်းစားမိလဲဆိုတော့ဘာကြောင့်လဲဆိုပညာရှင်ဆိုတဲ့အကိုကျွန်တော်သွားတွေ့ပညာရှင်ပညာရှိဆိုတာကျန်တာကိုသူတို့တက်မစဉ်းစားဘူးပညာကိုပဲစဉ်းစားအဲ့ဒါကိုစဉ်းစားနောက်ဆရာဆိုတာကျန်တာတက်မစဉ်းစားဘူးဘယ်သူအတွက်မှမစဉ်းစားဘူးကိုယ့်တပည့်အတွက်စဉ်းစားဒါလေးကိုကျွန်တော်သွားတွေ့တော့အဲ့ဒီကနေစပြီးတော့တစ်ချက်သွားစဉ်းစားလိုက်မိတာနောက်တစ်ခုပေါ့နော်ကျွန်တော်တို့တက္ကသိုလ်များဘို့စာကြည့်လိုက်ကြည့်ဟာကျွန်တော်တို့ကျောင်းမှာတက္ကသိုလ်ကျောင်းသားဘဝစကဲညားလောက်မှာစပြီးတော့စီစဉ်နေကန်းကောက်ပင်တွေပဲခုတ်တာတွေကွာနောက်ကျွန်တော်တတ်တရားလောက်ကြတော့အဲ့โอเคလာပုံပြီစာကြည့်လိုက်စောက်ဖို့ဒါပေမဲ့ဒီစာကြည့်လိုက်ကြည့်ဟာပြီးရမယ်ယာတာချက်တဲ့နောက်ကျပြီးမှပြီးတယ်ဘာဖြစ်လို့နောက်ကျသွားတာလဲဆိုတော့ကျွန်တော်လုပ်လို့နောက်ကျပါဘာဖြစ်တယ်လဲဆိုတော့အုတ်တွေပါပုံပြီးလောက်ကန်နေကြမှာဥတန်ရေကံဖြစ်တယ်ဥတန်ရေကင်းလဲပြစ်လဲပြစ်ကောကျွန်တော်တို့ကចောင်းသားတွေပြီးတော့အခုအိုဘားမားစကားပြောရတဲ့နေရာမှာကျွန်တော်တို့ဥတန်ရေရုပ်ကလိုက်ကြိုတားပြီးတော့ဂုံပြူကြတာနော်အိုဘားမားတော့သိရလားမသိဘူး तू ကတော့မတ်တက်ကြည့်လို့ဗျ
အဲ့ဒါပြီးလဲပြီးတော့ကျွန်တော်တို့ကတက္ကသိုလ်တမကရှိတဲ့ကွက်လက်တာရှိခဲ့တဲ့ဘုံကွက်ကန်လဲရတယ်ကွက်လက်မှာဥဒနာဥဒအောင်ဂူသွင်းမဲ့ချလှုပ်လဲလှုပ်ကောโอเคမရှိဘူးဂူလှုပ်ဖို့โอเคမရှိတော့စာကြည့်လိုက်လှုပ်ဖို့ဒါတဲ့โอเคတွေကိုသွားတဲ့တာကျွန်တော်တို့ကလက်စင်ကမ်းပြီးတဲ့ကြတာចောင်းသားတွေအများကြီးပဲအဲ့ဒီမှာတန်းစီပြီးโอเคတဲ့ပြီးတော့ဟိုမှာဂူစောက်ပလိုက်ကြပြီးတော့ကျွန်တော်ဖားပြီပေါ့ဗျာကျွန်တော်တို့နောက်ကြတော့အဲ့လိုပေါ့အဲ့တုန်းကတော့ရိုးရိုးမျက်ရည်ပုံပါပဲမိကိုပုံနေမှမပါပါကျွန်တော်လည်းဘာမှမဖြစ်ပါဘူးဘုန်းကြီးတွေလည်းကောင်းအောင်ပါပဲအဲ့တော့အဲ့မှာဖမ်းတော့ပါဝါရောပါဗျာပါဝါပြီးတော့နောက်ကြတော့တချို့တွေလည်းပြန်လွတ်ပါဗျာကလေးလည်းပါတယ်ဗျာကိုရရောင်းတဲ့ကလာကြီးလည်းပါတယ်ဗျာအကုန်သိန်းကျုံကိုဆွဲသွားတယ်ပြီးတော့မှစစ်ပြန်ထုတ်လိုက်တော့နောက်ဆုံးကျောင်းသားကြီးပဲကြံတော့ဗျာအဲ့ဒီမှာကျွန်တော်တို့စစ်ကုံရုံတင်စစ်ကုံရုံတင်တော့ဘာဖြစ်လဲဆိုတော့ဒီလိုပဲပေါ့ဗျာအင်းစိန်တောင်တွေကစစ်ကုံရုံပါသူစစ်ကုံရုံဆိုဘာမှလုံးလို့လည်းမရဘူးတိုက်လို့ဒီမှာတိုက်နေအကုန်လုံးတန်းစီပြီးတိုက်တယ်အဲ့ဒီမှာတရားသူကြီးကကြီးရည်ဒုဗိုလ်မှူးကြီး3ယောက်တရားသူကြီးထိုင်းနေတယ်အဲ့ဒီမှာကျွန်တော်တို့ဆွဲချက်တင်ဖို့ကတသက်လိုတာကိုဘာလောက်ကြောင်းညာလောက်ကြောင်းဆိုတသက်လိုတဲ့တဲမှာဘသူပါလာလဲဆိုတော့ကျွန်တော်တို့အဲ့ချိန်ကကျွန်တော်တို့တက္ကသိုလ်ကလက်တောက်မော်ကွန်ဒိန်းဆရာကြီးဥဆောင်အောင်ပါလာနော်ဆရာကြီးဥဆောင်ကတသက်အစိုးရတသက်ဒါဟိုကျွန်တော်တို့ဆွဲချက်တင်ဖို့အတွက်တသက်ပေါ့ဘာအတွက်ခေါ်တာလဲဆိုခုနပြောတဲ့ဟာတွေโอเคတွေယူသွားတဲ့ဟာတို့ convocation တွေကစာရွက်တွေယူတာတို့မီးတွေပြတ်တယ်တို့ဘာလုပ်တယ်ပေါ့ဗျာအစုံမဲ့ပုံမှန်တော်တော်စုံတယ်ဗျာဘာဒီမှမသိလမ်းပိတ်ဆို့မှုတွေပဲပါတယ်မမမိတော့ဘူးအဲ့မှာခေါ်ပြီးတော့ဆရာကြီးကိုဟိုလောက်ခိုင်းတာပေါ့လောက်ခိုင်းတော့ကျွန်တော်မှတ်မိနေတဲ့ကိစ္စဒီတရားသူကြီး3ယောက်တည်းတယောက်ကအလဲရပါတော့အဲ့လူပုံကြီးကဘာပြောလဲဆိုဆရာကြီးတဲ့ဟောဒီတရက်ကနေကိုဆရာကြီးသိပါလားမေးတယ်ဆရာကြီးဥဆောင်ကဘာပြန်ပြေးလဲဆိုဒီကလေးတွေကိုကျွန်တော်မသိပါဘူးပဲပညာရှိနော်စကားလေးကိုသိချစဉ်းစားဟိုကမေးတာကဒီတရက်ကနေကိုသိပါသလားလို့မေးတယ်ဆရာကြီးကဒီကလေးတွေကိုကျွန်တော်မသိပါဘူးစကားလေးကတလုံးနဲ့ပဲအတိတ်ပဲအများကြီးကသွားတယ်ဟိုကကျွန်တော်တို့တရားခံလို့မြင်တယ် तू ကကလေးတွေနော် तू ကကြောင်းဆရာ तू အဖို့တော့တရားခံမဟုတ်ဘူးအပြစ်မရှိဘူးကလေးတွေတို့မြင်တယ် तू ပြေလိုက်တဲ့စကားအဲ့ဒီအချိန်မှာ तू ကအားပြပါဗျာပြောခွင့်မရှိဘူးစစ်ကောင်ရော तू ပါသွားမှာဟုတ်အဲ့တော့ဒါပေမဲ့ပညာရှိကရသလောက်ကျွန်တော်တို့တပည့်ပေါ့နော်တပည့်တွေဆိုပါတော့ तू ကဆရာမဟုတ်ပဲမော်ကွန်တိုင်းကိုဒုလက်ထောက်မော်ကွန်တိုင်းနော်ကျွန်တော်တို့သူတက်နိုင်ကြလို့ကာကွယ်သွားတယ်စကလုံးနဲ့ကာကွယ်သွားတယ်နော်တရားခံလို့မေးတယ်သူကဖြေတာကကလေးတွေလို့တနည်းအားဖြင့်ပြောရင်သူကဒီကလေးတွေလို့ပြောတဲ့အတွက်ဒါကလေးတွေအပြစ်မရှိပါဘူးလို့သူပြောချင်တယ်စကလုံးလေးကဒါပဲပညာရှိစကလုံးလေးနော်အဲ့ဒါကိုလည်းကျွန်တော်သွားပြီးတော့သတိရတယ်ဆိုလိုတာကပညာရှိပညာရှင်ဆိုတာဘယ်လိုလူတွေလဲအဲ့ဒါကိုကျွန်တော်သွားပြီးတော့သတိရတာအဲ့ဒီမှာထပ်ပြီးတော့တွေ့ပြန်ပေါ့အဲ့ဒါစဉ်းစားရင်ကသွားပြီးတော့ထပ်တွေ့ပြန်ပေါ့အဲ့ဒါကကျွန်တော်ရေဒီယိုကနားထောင်လာတဲ့ဟာပါတရားဝင်တော့စာနဲ့တော့မဖတ်ဘူးသေးဘူးရေဒီယိုကနားထောင်ရတဲ့ကိစ္စပါတကာတုံးကဒေါ်လိုင်းကောင်စီလက်ထက်ဦးနေဝင်လက်ထက်နော်အဲ့ဒီတုန်းကဖြစ်ခဲ့တဲ့ကိစ္စလေးတခုအဲ့ဒါဘာဖြစ်တာလဲဆိုတော့ပြန်ကြားရေးဌာနရဲ့အစည်းအဝေးတစ်ခုလုပ်တဲ့အချိန်မှာအဲ့ကြဝန်ကြီးလို့မခေါ်ဘူးတာဝန်ခံလို့ခေါ်တယ်သူကဟောက်လိုက်တာတကားတယ်လာတာပညာရှင်တွေခုနကဟောက်လိုက်တာဘယ်သူမှဘာပြန်ပြောရဘူးအဲ့ဒီအချိန်မှာဆရာကြီးဦးကမောင်လာနော်ဆရာဦးကမောင်လာဆိုတာကကျွန်တော်တို့ဆရာမကြီးဒေါက်တာမျိုးချစ်ရဲ့ခင်မောပေါ့နော်
အခုဆရာဒေါက်တာကမောင်ဝင်းပေါ့တင်ကြဒေါက်တာကမောင်ဝင်းရဲ့ဖခင်ပေါ့နော်သူကဘာတထလိုက်ပြီးတော့ဘာပြောလဲဆိုတော့တိတ်အများကြီးမဟုတ်ဘူးနော်သူပြောတာဝန်ကြီးဆိုတာဘာကောင်မို့လို့လဲတဲ့နော်ဘုံမှုချုပ်ဆိုတာဘာကောင်မို့လို့လဲတဲ့ဆိုပြီးပြောပြီးပြန်တိုင်သွားအဲ့တော့ဒီဆရာကြီးကမောင်လာကဆရာဦးကမောင်လာကအင်မတန်အေးတယ်ဆရာမကြီးရတာပူညာမူညာလောက်တတ်တာအင်မတန်အေးတယ်အရန်အေးတယ်ဆရာကြီးဒီလိုအေးတဲ့ဆရာကြီးအရေးကြောင်းကြတော့မရပညာရှင်တွေကိုဒီလိုချနေတာဟုတ်သူမခံနိုင်တော့တပြီအဲ့လိုပြောပြီးတော့ပြန်တိုင်သွားအဲ့တော့ဟိုကလည်းနည်းနည်းကျူးရှားနဲ့ဖြစ်ပြီးတော့ဘာမှတော့မပြောထွက်သွားပြီးတော့ဖြစ်ချင်တော့ဆရာဦးကမောင်လာတို့ကိုခန့်ထားတာဘယ်သူကခန့်တာဦးနေဝင်းကဒီနေရာခန့်လိုက်ခန့်ထားတာဆိုတော့ तू ရမ်းမလုပ်ရဘူးဦးနေဝင်းသွားတိုင်နော်ဦးနေဝင်းကိုသွားတိုင်တော့ဦးနေဝင်းကဆရာဟိုခေါ်တယ်ဆရာဦးကမောင်လာကိုခေါ်တယ်ခေါ်ပြီးတော့ဦးနေဝင်းကပါတယ်ဟိုလိုမပြောဘူးဆရာတဲ့ဆရာဒီဌာနမှာမပြောဘူးလို့ကြာအဲ့ကျင်ကworking people လားဂါရီယာလားအဲ့အင်္ဂလိပ်သတင်းစာမှာအဲ့ဒါကြောင့်ဆရာကြီးဥက္ကမဆရာဒီနေရာမှာမပြောဘူးလို့ကြားတယ်တဲ့အဲ့ဒါဆရာတခြားဘယ်နေရာများလုတ်ကျင်တယ်လဲပေါ့နော်ပြောပါတဲ့ဆိုတော့ तू ကလည်းအချိုတက်ပြီးတော့ရှင်းရကန်ထုတ်လိုက်ကန်ထုတ်ဖို့ကြိုးစားတော့ဆရာဥက္ကမောင်လာကလည်းဘာပြောလဲဆိုတော့စရကကျွန်တော်ဒီနေရာလုတ်ကျင်တာမဟုတ်တယ်မဟုတ်တာတဲ့ကျွန်တော်ဒီမှာလုတ်ဆိုလို့လုတ်ရတာကျွန်တော်ကကြောင်းဆရာတဲ့ကျွန်တော်စာပဲသင်တယ်ကျွန်တော်စာပဲသင်တော့မယ်တဲ့ဆိုပြီးအမှားထွက်ခွင့်တောင်းတာပေါ့နော်ဒါဆိုလည်းပြီးတာပါပဲဗျာတဲ့ဆိုတော့ဟိုကလည်းတစ်ပတ်လဲနဲ့ကန်ထုတ်လိုက်တာနော်အဲ့ဒီမှာဆရာမကြီးတော်ကမျိုးချစ်ကလည်းအဲ့ဒီမှာပဲလုံနေတာအဲ့တော့ကိုလည်းမလုံရင်သူလည်းမလုံတော့ဘူးဆိုဆရာမတော်ကမျိုးကြီးတော်ကမျိုးချစ်ကထွက်ကောအဲ့ဒီအချိန်မှာဆရာကြီးရွှေဦးတောင်းကလူသားပြည်သူနေ့စဉ်မြန်မာသတင်းဆိုင်အဲ့ဒါကျုပ်အဲ့ဒီမှာဆရာကြီးကျုပ်ကဒီသတင်းလဲကြားအောင်ဒါငါတို့အဲ့ဒီတားတွေငါတို့စာရေးဆရာတွေစော်ကားတာလေတဲ့ဒါကြောင့်ငါလဲထွက်မှာပါထွက်စားတင်လဲတင်ရောအဲ့ကြတော့မှဒါကဦးနေဝင်တို့ခေါ်တယ်သူခန့်တာလားခေါ်ပြီးတော့အချိုတက်ပြဆရာကြီးတဲ့အမှားတော့ဆရာကြီးရွှေဦးတော့မထုတ်ချင်ဘူးဆရာကြီးတဲ့ဆရာကြီးနည်းနည်းပင်ပန်းနေပြီတဲ့အဲ့တော့ဆရာကြီးအေးစိအနားယူပါတဲ့တရားလေးပါလေတိုင်ရင်လဲတိုင်ပါတဲ့ကျွန်တော်သမရအိမ်တော်ဝင်းထဲမှာလာနေပါတဲ့တိုက်တလုံးရှိပါတယ်အဲ့တိုက်တလုံးမှာထားတယ်ထားပြီးတော့ဆရာကြီးကသမီးဟင်းကောင်းကောင်းကြိုက်တတ်တော့ကောင်းကောင်းချက်ကျွေးပြီးတော့ဆရာကြီးကိုစီးရုံတာပေါ့နော်အဲ့တော့ဆရာကြီးကကောင်းကောင်းစားတယ်အဲ့ဒီမှာပြီးတော့ဟိုဝစ်စကီဖလင်းတွေပါပေးတယ်ကောင်းကောင်းတောက်တယ်နှစ်ပတ်လောက်နေပါလို့ပြောတော့နှစ်ပတ်နေတယ်ပြီးလဲပြီးတော့ပြီးပြီလားအေးပြီးပြီငါပြန်တော့မယ်ဆိုမှလေးပြောင်းပြန်ကိုခေါ်လို့မရဘူးမလုပ်တော့ဘူးဆိုလိုတာကခုနပြောရင်ပညာရှင်ဆိုတဲ့ကိစ္စကိုကျွန်တော်ပြောချင်တယ်ပညာရှင်ကမရဘူးနော်သူ့မှာစကားတစ်ခုရှိတယ်ဗျပညာရှိကိုတတ်ပြစ်လို့ရတယ်တဲ့စော်ကားလို့တော့မရဘူးဆရာကြီးကျွေးတော့အဲ့ဒါကိုပြသွားတာအဲ့ဒီသဘောကိုပြသွားတာအဲ့တော့ဆရာကြီးကမန်းလေးပြန်သွားဆိုတော့ဆရာကြီးရွှေဦးတော်ကဒီလောက်နဲ့ဒီတခုတည်းမဟုတ်ဘူးရှေ့မှာလည်းရှိခဲ့တယ်ဆရာကြီးကလူထုသတင်းစာအိတ်တာကျုံလုတ်တဲ့အချိန်မှာမန်းလေးမှာ तू ကဟိုကနေရေးရေးလေးစော်တာစော်ပြီးတော့ तू ကစာတွေပိုက်ရင်းနဲ့ तू လက်ဝဲစာပဲတွေပိုက်နေတယ်သဘောကျကြရင်းနဲ့ဟိုကနေကြတော့ဒီကအစိုးရဆရာကြီးရွှေဦးတော်ကွန်မြူနစ်ပြသွားပြီတင်းတယ်အမှန်မှ तू ကွန်မြူနစ်စနစ်ကိုတော့ तू ပြန်ဝေးပါနေတာဗုဒ္ဓဘာသာကျူတော်မှာနေဒါပေမဲ့ဒီကလူတွေကမရဘူးအဲ့လိုတင်နေတဲ့အချိန်အဲ့ဒီမှာဘာပြစ်လဲဆိုဦးနုလက်ထက်ပေါ့နော်ဦးနုကနေပြီးတော့အဲ့ဒီတော့ကဘာလုပ်လဲဆိုတော့ဘာသာရေးရဆိုပြီးတော့ तू ကနွားမတတ်ရမဲမပေါ်ရဆိုပြီးတော့ तू ကအမိန့်ထုတ်ပြီး तू ကဘာပြောဆိုတော့နွားဆိုတာတဲ့လူတွေရဲ့ကျေးဇူးရှင်တဲ့ဒါကြောင့်မို့လို့မတတ်တယ်မစားတယ်ပေါ့နော်အဲ့တော့မဲသားမစားတာကုသိုလ်ရတယ်နော်ဒါနွားတွေရဲ့အသက်ကိုဘေးမဲ့ပေးရကြတယ်
ကုသိုလ်ရတယ်အဲ့လိုပြောပြီးတော့အမဲမပေါ်ရလို့မပေါ်ရဆိုတော့တရားဝင်မပေါ်ရဆိုတော့မောင်ကိုထွက်လာတော့ပိုးဆိုးသွားတယ်တိုးတိုးသားခေါ်တယ်ဖြစ်ပြီးတော့ဈေးကပိုးတောင်ကြီးသွားသေးတယ်တကယ်အမဲသားကဈေးအပေါ်ဆုံးစင်းရဲသားတွေကဒီအမဲသားအသားစားခြင်းဒီအမဲသားကိုပဲမိကိုပြီးတော့စားနေကြရတယ်အချိန်မှာ तू ကမဲမပေါ်ရဆိုတော့လူအမဲသားမစားဘူးဘာဖြစ်လို့လဲကုသိုလ်ရအောင်လူတွေကုသိုလ်ရအောင်ဥလုပ်ပေးတာဆိုပြီးဥနုကပြောတော့အဲ့ဒီမှာဇာတ်ကျုပ်တော်ဟိုကနေပြီးတော့ဟိုကတစောင်ရေးတယ်ကောင်းကြီးပိုင်းထဲမှာထည့်ရေးတယ်အဲ့ဒီကိစ္စကိုအမဲသားကိစ္စဟိုစော်တာပေါ့သူကစော်ပြီးနောက်ဆုံးညဆိုဘာရေးလဲဆိုတော့အစိုးရတရက်ရဲ့တာဝန်ဟာတဲ့ပြည်သူလူထုကိုဝါဝလင်းလင်းကြွေးတားရန်တာဖြစ်သည်တဲ့နိဗ္ဗာန်သို့ပို့ရမဟုတ်ချေတဲ့ဆရာကြီးကတဲ့ချအဲ့လိုချလိုက်တဲ့အခါကျတော့ကြိုပြီးတော့ဟိုကငကိုကမှပြည့်ရတယ်ကြားတယ်ဆရာကြီးကွန်မြူနတီပါဆိုဘန်းကန်သေးတယ်အဲ့လိုဆရာကြီးကဘန်းကန်ပြီးတော့ဒါတွေမကသေးဘူးဒီနေရာမှာဥနုကိုဆရာကြီးကစောလိုက်တာဒါပေမဲ့တစ်ပတ်ကပြန်ကြည့်တော့ဥနုဟာပညာရှင်တွေကိုစော်ကားတယ်လို့မဟုတ်ဘူးသူကပညာရှင်တွေကိုသူလေးစားတတ်တယ်ဟိုအသုံးပြုတတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဘာကြောင့်လဲဆိုတော့ကျင်းနေတာအခုစာပေပိမှန်ဆိုတာဥနုစခဲ့တာဟိုးရင်တော့မြန်မာနိုင်ငံဘာသာပြန်အသင်းကြီးဆိုပြီးစတယ်ဟလာနိုင်ငံခြားအစာအုပ်တွေဗမာလူပြန်ပြီးတော့ပိဿကြားတယ်ဈေးပေါ်ပေါ်နဲ့ဒါမှမဟုတ်အလကားရအောင်လုပ်တယ်နောက်ပိုင်းကျတော့ပိုကျယ်ပြန့်လာတဲ့အတွက်စာပေပိမှန်ဆိုတဲ့နာမည်ပြောင်းတယ်ဒါဥနုလုပ်ခဲ့တယ်နော်ဒီမှာလဲတကယ်တိုင်ပင်ခံပုဂ္ဂိုလ်ဆိုပြီးဆရာကြီးတို့ကတ်တယ်သူကလည်းတကယ်တော့ဟိုကတော့မဟုတ်နိုင်ငံရေးအရာတော့အမျိုးပေါ့နော်ပညာရှင်ကိုတော့ဥနုကလေးစားတတ်ပါအဲ့ဒါနဲ့ပတ်သက်တဲ့ဥမာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုဆရာကြီးလူထုဦးလာခုနလူသူတို့ကအထက်ပမာပြည်မှာလူထုဆိုပြီးတော့လှုပ်လာတာနေအစိုးရဘာတင်လဲဆိုကွန်မြူနတီကြီးစိုးနေပြီလူထုကဒီလူထုကိုလုံးဝပြစ်မယ်ဆိုတာမျိုးဖြစ်လာတယ်ဒါကအောက်ကလူတွေရဲ့ပြောတာတွန်းတာတိုက်တာပါတာပေါ့နော်အဲ့ဒီလိုနဲ့နောက်ဆုံးကြတော့လူထုလောက်ဖမ်းတဲ့အခါကျတော့ဦးနုကပထမတော့ဖမ်းလိုက်ပြီးတော့ပြန်ကြည့်တော့လူထုလောက်ဖမ်းတဲ့အတွက်နောက်ဘက်မှာဒေါ်မာတို့ရောသူတို့မိသားစုတွေကပူဆွေးကြရတာတွေနဲ့အများကြီးဖြစ်ကုန်တာဒုက္ခတွေရောက်ကြတာတွေပဲမြင်လဲမြင်ပြီးတော့ပြန်ကြည့်တော့လူထုလောက်ဆိုတာကတကယ်တမ်းပြောတော့သူဟာစာရေးဆရာသတင်းစာဆရာပြောမယ်ဆိုရင်နိုင်ငံရေးသမားမဟုတ်ဘူးပြောမယ်ဆိုရင် तू မြင်တဲ့အတိုင်းသတင်းစာသမားမို့လို့ तू မြင်တဲ့အတိုင်းလုပ်နေတာအဲ့ဒီအောင်လဲ तू တွေ့သွားပြီအားလုံးဒုက္ခရောက်တာလဲတွေ့ပြီဆိုတဲ့အခါကျတော့ဥနုက तू စိတ်မကောင်းဖြစ်သွားဘူးတော်တော်ကြီး तू ခံစားသွားကိုလာလို့ကျွန်တော်ပတ်ဘူးတဲ့အတိုင်းပြန်ပြောတာနော်ကိုလာလို့သူတော်ကောင်းကိုငါပြစ်မှားမိပြီတဲ့တနေ့ကျရင်ငါဝက်လက်တော့မှာပဲဆိုဥနုကအမြဲတမ်းစိတ်ထဲမှာပူပန်တော့ကတွေရောက်နေရတယ်တဲ့အဲ့ဒီမှာနောက်ပိုင်းကျတော့ဥလောက်ပြန်လွတ်ပေးလိုက်တယ်ပေါ့နော်ပြန်လွတ်ပေးလိုက်တဲ့အခါကျတော့ပြီးတော့မှတရက်မှာဥနုမန္တလေးသွားတယ်မန္တလေးကအပြန်ဘူရာကြီးထဲမှာယတာတွက်ကန်နေမှာထိုင်ကြည့်နေလို့မှာခလန်းလန်းမှာဥလရက်နေတာတွေ့လူလူဥလရက်နေတာတွေ့လဲတွေ့တော့ဥနုကဘာမှပြောမညာပြောတယ်စင်ပြေသွားတယ်ယတာပေါ်နော်စင်ပြေသွားတယ်တကယ်ဆိုရင် तू ကဝင်ကြီးချုပ်တော့ဟေးဟိုဥလငါးစီလွတ်လိုက်စမ်းလို့တန်းခေါ်လို့ရဒါပေမဲ့မလုပ်ဘူးစင်ပြေတယ်ဥလစီစင်ပြေပြီးယတာအတွက်တော့မယ်အော်ဒီပဲဆွဲနေတယ်အဲ့ဒီမှာစင်ပြေပြီးတော့ကိုလာကျွန်တော်ခွန်းတော့ပါဗျာလို့ပြောတယ်တဲ့ဆိုတော့ဥလလည်းရုပ်ချက်ဆိုတော့ကြောင်သွားတာဘာလည်းမသိဘူးဆိုတော့ပြီးတော့မှထပ်ပြောတယ်ကိုလာကျွန်တော်ခွန်းလွတ်တယ်မဟုတ်လားခွန်းလွတ်ပါဗျာလို့ပြောတယ်အဲ့တော့မှဥလလည်းဘာမှညမှမသိပဲနဲ့ဟုတ်ကဲ့ခွန်းလွတ်ပါရဲ့ဗျာဆိုတော်ပါသေးရဲ့ဗျာတဲ့အခုမှကျွန်တော်စိတ်ချမ်းသာသွားတယ်ပြောပြီးတော့ယထာကိုပြန်ပြေးတက်ပြီးတော့ယထာကြီးကထွက်သွားတယ်တဲ့ဆိုတော့ဒါဥနုရဲ့ဒါပညာရှိကိုနော်လေးစားအောင်မှသိတယ်ပညာရှိကိုစော်ကားမိရင်ပြန်တောင်းမှငါရကောင်းမှန်သိတယ်တည်ကြနားတောင်မှာနော်နောက်တစ်ချိန်တက်ပြောမယ်ပညာရှိကိုစော်ကားမိရင်နော်
ပြန်တောင်းပန်ရမယ်အဲ့လိုတောင်းပန်တဲ့အတွက်ဘာမှအချက်စရာမလိုပါဘူးတောင်းပန်သင့်ပါတယ်နော်အဲ့တော့ဦးနုကအဲ့ဒီလိုလူမျိုးနော်ဒီမှာဘာပြန်ပြစ်သွားပြန်လဲဆိုတော့လူတို့ဦးလာကအဲ့ဒီထောင်ထဲရောက်သွားတဲ့အချိန်ထောင်ထဲကအတွေ့အကြုံတွေကိုသူရေးတယ်ရေးတော့စောင်းနှုတ်တော့ထောင်ထဲလူသားရယ်လောင်ကျန်းနေမှငဲ့စောင်းနှုတ်တွေ့လာနော်တောကထောင်ထဲကလူတွေကြောက်တောင်ထဲကမှတွေ့ခဲ့တယ်နောက်တော့ကတောင်ထဲကိုရောက်လာတာရောအဲ့လိုပြစ်နေကလေးတချို့ကကလေးတောင်ရောက်လို့ပါလို့အဲ့လိုကလေးလေးအကြောင်းထောင်ထဲပတ်သက်တဲ့ကလေးလေးအကြောင်းအဲ့တော့အဲ့နောက်အုပ်ထွက်တယ်အဲ့နောက်တည်းကထောင်ထဲလူသားကစာပေစုရတယ်ဒါလည်းဥနုဟာသူစော်ကားမိလို့ပြန်ပြီးတောင်းပန်တဲ့အနေနဲ့စာပေစုပြန်ပေးတယ်လို့ယူဆတာနော်အဲ့တော့ကျွန်တော်တို့စာပေနယ်တွေကဘာပြောကြလဲဆိုတော့လူတို့ဥလာထောင်ကြတာတဲ့ငါတို့စာပေလောကအတွက်စာအုပ်နောက်အများထွက်သွားတယ်တဲ့ဆိုတော့အဲ့လိုအဆိုရှိတယ်တဲ့အခုလည်းဒီလိုပါပဲအခုလည်းတော်တော်အများထွက်နေပြီထွက်လိုက်ကြတာဇာကနာကလည်းထွက်လိုက်နော်ဟိုမတိရာစာညောင်းကလည်းထွက်လိုက်ဇော်သက်တွေးကလည်းထွက်လိုက်ဟိုဆီယမရွှေကူမင်းတွေကလည်းထွက်လိုက်အများကြီးပဲထောင်ချောင်းနေနော်ဟိုမှာစာအုပ်တွေအများကြီးထွက်နေကျွန်တော်လည်းပတ်စံတော်တော်ကုန်လာပြီအဲ့တော့ဆိုလိုတာကဟိုဦးနုဆိုတဲ့အကြောင်းမှာပညာရှိကိုနော်ပညာရှိကိုလေးစားရကောင်းမှန်သိတယ်ပြန်ပြီးတော့တောင်းပန်ရကောင်းမှန်သိတယ်ပြန်ပြီးချီးမြှောက်ရကောင်းမှန်သိတယ်အဲ့ဒီအတွက်ကြောင့်ဘာဖြစ်တယ်လဲဆိုတော့အခုချိန်ဦးနုရဲ့တာတင်စနေတာပြန်တွက်တော့လူတွေကပတ်ကြတယ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဦးနုကိုသဘောကျကြတယ်အခုချိန်ဒီဦးနုကသူမားလာရင်လည်းဝန်ခံသွားခဲ့ပါလားဆိုတဲ့ဟာသူအရင်ကသူ့ရဲ့ရန်သူပြစ်ခဲ့တဲ့လူတွေတောင်မှဦးနုပေါ်မှာပြန်ပြီးတော့ဟလာဟိုပြန်ပြီးတော့မေတ္တာသက်ဝင်လာကြတာရှိတယ်အခုဒါတေစနေသားစာအုပ်ဆိုရင်တွက်လိုက်တာစာအုပ်ကရောင်းရလိုက်တာနံပါတ်1ကနေစင်းတော့နော်ထုတ်ဝေသူတွေတော်တော်ထောနေပြီအဲ့တော့အဲ့လိုသဘောရှိပါတယ်ကျွန်တော်ကဒါဘာကိုပြောချင်တာလဲဆိုတော့တချို့ကိစ္စတွေမှာနော်ဟိုကိုယ့်ရဲ့မားကိုမိုင်းမားတယ်ကနော်တောင်းပန်ရမယ်လို့ရှိရင်တောင်းပန်လိုက်နော်ဟိုကိုချီးမြှောက်တင်တာရှိရင်ချီးမြှောက်လိုက်ဒီဟာကိုကျွန်တော်ကပြောတာအဲ့ဒီလိုလှုပ်တဲ့လူဟာသမိုင်းမှာမသိဘူးအခုဦးနုဘာကြီးဖြစ်နေပြီနေအခုဦးနုပြစ်လာပြန်နော်သမိုင်းမှာအဲ့လိုမသိဘူးဒီမှာကျွန်တော်ပြောချင်တဲ့အချက်တစ်ချက်ရှိသေးတယ်တချို့ကသမိုင်းမှာသိသွားတယ်သိတယ်ဆိုတာသမိုင်းထဲမှာသိတာကျွန်တော်စာအုပ်ညွှန်းလေးတစ်ခုရေးတော့ဟစ်တလာနဲ့ပတ်သက်တဲ့စာအုပ်ပေါ့နော်ရေးတဲ့အခါကျတော့ကျွန်တော်ညီကုန်းချုပ်မှာအဲ့ဒါလေးကိုရေးခဲ့မှုပါတယ်သူကဟစ်တလာကသူများတော့တတ်လိုက်တာမှတန်းနဲ့ကြည့်တတ်တယ်သူ့အလဲကြတော့သူရင်မဆိုင်ရဘူးနော်သူစက်ကုံရုံတင်ရတော့ကားရတော့မလေဟလာအဲ့ဒီကကြတော့သူရင်မဆိုင်ရတော့သူ့အလဲကြတော့အဘာမကန်ဘူးသူ့ကိုပြစ်တတ်ပြီးသိသွားတယ်နော်ဒီလိုနည်းနဲ့သူကလွတ်လိုက်တယ်ထင်းတယ်တကယ်က तू မလွတ်ဘူးဥပဒေကနေပြီးသား तू လွတ်သွားမယ်တမိုင်းထဲကပြန်တော့နော်တမိုင်းထဲမှာကနေထွက်ပြေးလို့မရတမိုင်းဆိုတာအင်မတန်လက်တန့်ရှည်တမိုင်းထဲကနေထွက်ပြေးလို့မရအခုဥပမာပြောမယ်အဇာတတဒေဝဒနော်ဆိုတာတွေအခုနှစ်ပေါင်းဘယ်လောက်ရှိပြီလဲ2500ကျော်နေပြီဒါပေမဲ့သမိုင်းထဲကတဲခံပြစ်နေတော့သမိုင်းထဲမှာအခုထိပြစ်ဒဏ်ကြခံနေရတော့သမိုင်းထဲမှာအခုထိဟလာငရဲခံနေရတော့ဆိုတော့အဲ့ဒီမှာကျွန်တော်ကတခုစကလုံးလေးတစ်ခုနဲ့ပိတ်တာပါအဲ့ဒါကတော့ရာဇဝတ်ဘေးပြေးမလွတ်ဆိုတာတဲ့ရာဇဝင်ဘေးပြေးမလွတ်ဆိုတာပို့ပြီးတော့မှန်ပါတယ်တဲ့နော်သမိုင်းကအင်မတန်လက်တန့်ရှိပါတယ်ကိုဒီနေ့လှုပ်ပြီးတော့ရှောင်ပြေးလိုက်မယ်ဥပဒေကိုလည်းတစ်လုံးကြားနဲ့ရှောင်ထားလို့မရပါဘူးတနေ့နေ့ကြာရင်သမိုင်းထဲမှာပါလိမ့်မယ်ဒီနေ့အဲ့ဒါကိုလည်းကွက်ကိုစဉ်းစားပါနော်ကိုလည်းလူကြီးဖြစ်လာကြမှာပဲဒီတော့ကျွန်တော်ကပြောချင်တာပညာရှင်ဆိုတဲ့ကိစ္စကိုပြောချင်တာ
ညာရှင်တွေကခုနပြောတဲ့အတိုင်းပဲပညာရှင်ကသူ့ပြီးသားပညာရှင်ပြီးသားနေမယ်ဆိုရင်ဒါသမိုင်းထဲမှာမသေးဘူးဥမာကျွန်တော်ဆရာတော်လို့ပြောလိုက်တာ ਨੇ အခုပဲကြည့်ဆရာတော်လို့ပြောလိုက်တာ ਨੇ ကျွန်တော်အမျိုးသမီးမှာဒီလိုလို့ကျေးဇူးရှိတယ်ဆိုတော့အားလုံးကဆရာတော်လို့ပြောလိုက်တာငါ့ကိုဘာကူညီဘူးတဲ့ငါ့ကိုဘယ်လိုကျေးဇူးရှိငါ့ကိုဘာလုပ်ပေးဘူးတဲ့ဆိုတော့ကောင်းတာအဲ့ပဲကောင်းနေပေါ်လာဟုတ်လားအဲ့တော့ဆရာဦးတော်ကောင်းလို့နာမည်ပြောလိုက်ပြီးသွားပြီဟုတ်လားဆရာသမိုင်းကြောင်းကောင်းပါနော်ဒီသဘောပြောတာတချို့ကတော့ဒီလိုလွတ်လိုက်ဒီလိုရှောင်လိုက်ရမယ်ဒီလိုပွက်ထားလိုက်ရမယ်ဟိုမှာသွားတိုက်နိုင်ငံသားမှာသွားလှုပ်လိုက်နေရမယ်ဟိုမှာဘာနဲ့ပွက်ထားပြီးနာမည်ပွက်နဲ့တိုက်ရမယ်ထင်းနေတာနော်မရပါဘူးနေလို့ရဒါပေမဲ့သမိုင်းတွေကတော့မလွတ်နိုင်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်အဲ့တော့ပြောစရာလေးတွေတော့ရှိပါတယ်နော်ဒါပေမဲ့တချို့အလေးကျွန်တော်ကြော်လိုက်ပါတော့နော်ခုနကျွန်တော်တခုတတိယလေပြောချင်တာခုနပြောရတဲ့အတဲမှာဟိုတခုပါတယ်ဆရာဦးသိန်းလွင်ပြောတာပဲတော့ဥစ္စာနေပါဆရာဦးသိန်းပဲတော့ဥစ္စာနေနဲ့ပတ်သက်တဲ့အချက်ကလေးတစ်ချက်ကိုပြောချင်တယ်အဲ့ဒါဆရာပဲတော့ဥစ္စာနေကခုနပြောတဲ့ပဲတော့ဆိုတဲ့တက်စီကုမ္ပဏီတတိပေါ့နော်သူကစာပတ်ရန်ဝါဒနာပါတဲ့အပြင်ကိုကျွန်တော်ဆရာဦးကြီးမောင်ရေးတဲ့ဆရာငွေဦးတောင်ရေးတဲ့စာဝင်ကပါထဲမှာကျွန်တော်ပါတာပါသူကိုယ်တိုင်သူ့ရဲ့ကိုယ်ဒီပဲတော့ဥစ္စာနေကသူ့ရဲ့ပဲတော့ရုံကန်ကြီးရဲ့တချမ်းကိုစာကြည့်လိုက်လို့တချမ်းပေးတာလားစာကြည့်လိုက်အဲ့ဒီမှာအကုန်ရှိတဲ့စာအုပ်တယ်ရှိတဲ့အပြင်ကိုရုံးကစေကြီးကစာကြည့်လိုက်မှုပုံစံလုပ်ပေးရတယ်နော်သူကအလကားဝင်သွားလို့ရအဲ့ဒါတွေမကသေးဘူးသူစီမှာကိုပတ်ကျင်တဲ့စာအုပ်အဲ့ဒီမှာမရှိဘူးပြောစေကြီးကိုပြောစေကြီးကတော့ဝယ်ဒီလောက်တည်းမကသေးဘူးသူကဆရာဦးကြီးမှာစမ်းသပ်မယ်ဆိုသွားတော့ကိုရောက်တော့သူကောလိပ်ကျောင်းသားဆရာဇဝနာရဲ့ကောလိပ်ကျောင်းသားလုပ်ချင်တယ်ဖတ်ချင်တယ်အဲ့တော့အတွဲလေးခွဲပြီးထွက်တယ်၄ဟုတ်လား၅ဟုတ်လားရှိတယ်ပေါ့ဒါပါဖတ်ချင်တယ်မရှိတော့အဲ့ဒါနဲ့ဈေးရုပ်သာပြောတယ်ဈေးကောလိပ်ကျောင်းသားစာကိုကျွန်တော်ဖတ်ချင်တယ်ရှိတယ်လေကွာငါ2000တောင်ဝယ်ထားတာကွာမရှိဘူးအခုဆိုတော့ငါဒီစာအုပ်ကလူကြိုက်များတယ်ကွာတဲ့ငါဝါပြီတင်တယ်တဲ့ဆိုတော့အဲ့ဒါတော့မပြစ်ဘူးတဲ့ကျွန်တော်အရန်ဖတ်ချင်တာတဲ့ဒီစာအုပ်ဒီနေ့မဖတ်ရမပြစ်ဘူးကြာတဲ့အမေကရနဲ့မပါပြောပြီးတော့ရှေ့မှာတက္ကစီကုမ္ပဏီကတက္ကစီကားတွေတန်းစီပြီးရတာဟေးလာအောင်ဆိုတက္ကစီဒရိုင်ဘာတယောက်ခေါ်တယ်ခေါ်ပြီးတော့ပတ်စံပေးလိုက်သွားတယ်မင်းဇဝနာရဲ့ကောလိပ်ကျောင်းသားစာအုပ်ဝယ်ခဲ့တယ်တော့ဝယ်မင်းခဏလေးစောင့်တက္ကစီနဲ့လွတ်လိုက်သွားဝယ်ပြန်လာရော့ရပြီဖတ်သူအဲ့ဒီလိုကိုလုပ်ပေးတာမရှိလဲဝယ်ပေးဒါတွေမကသေးဘူးသူကအလကားလည်းပြစ်တယ်ကြည့်မယ်လို့လည်းမရှိတော့တချို့ကစာအုပ်ခိုးတယ်ဗျတဲ့လားစာအုပ်တွေခိုးတယ်စာအုပ်တွေခိုးတော့ဒီစရေးကြီးကပြောဥစားနေကတိုင်တယ်အဲ့တော့စာအုပ်တွေခိုးတယ်တချို့လူတွေကအဲ့အောင်နဲ့မင်းစဉ်းစားကြံပါတယ်စာအုပ်ခိုးတယ်ဆိုတွေက तू ဖတ်ချင်လို့ခိုးတာပေါ့ကွာတခြားပစ္စည်းခိုးတာမဟုတ်တာစာအုပ်ခိုးပြီးပြန်လို့ဘယ်လောက်ရမှာလဲတဲ့ तू ဖတ်ချင်လို့ခိုးတာကွာအဲ့တော့မင်းနဲ့နောက်ကိုစာအုပ်ခိုးတာတွေ့မမြင်ကြအောင်စောင့်နေရမယ်တဲ့တော့ကြမင်းပတ်လိုက်ရင်တော့မလာပဲနေဦးမယ်တဲ့အဲ့ဒီလိုကိုပြောတာမမြင်ကြအောင်စောင့်နေရမယ်တဲ့ဆိုတော့စရေကြီးကနောက်ဆုံးတော့စာကြည့်တဲ့ကိုကြောပေးပြီးထိုင်နေရတယ်တဲ့ဒါအဲ့ဒီအကြောင်းလေးပေါ့နော်အဲ့ဒါလေးလဲကျွန်တော်သတိရပါတယ်ပြီးတော့နောက်တစ်ခုကတော့ခုနပြောသလိုပေါ့နော်စာကြည့်လိုက်ကိုဒီဥစားနေလို့ဒီလိုတွေလုပ်ပေးတယ်နော်ပြီးတော့ဟိုးရင်တော့ပထမဆုံးကတော့ဘာနှက်ခေါ်တာပေါ့ကျွန်တော်လည်းမမိပါဘူးအဲ့တော့အဲ့ဒီကနေပြီးတော့စတယ်ပေါ့နော်ကျွန်တော်စာကြည့်တဲ့သမိုင်းကနောက်အမျိုးသားစာကြည့်တဲ့ပြစ်လာတယ်ပေါ့ဒီလိုနဲ့အဲ့ဒါလေးကိုကျွန်တော်သွားပြီးသတိရတယ်ဒီပညာရှိဆရာဦးကြီးမောင်ကစာကြည့်တိုက်ဆရာငွေဦးတောင်က
ဒီဘာနာကတူစားဘာနာသွားတယ်အဲ့ဒီဘယ်တော့ဥစားနေအဲ့လိုသွားရင်စာအုပ်တွေပိုင်ရတယ်ဝေဦးတော်ဖြစ်လာဆိုတော့ကျွန်တော်သွားစဉ်းစားမိတာခုနပြောတယ်ပညာရှိဘယ်ကထွက်လာလဲစာကြည့်လိုက်တယ်တော့ဟုတ်လားပညာရှင်ရဲ့စက်စားရစာကြည့်လိုက်ပညာရှိရဲ့လက်တက်ကစာအုပ်တွေအဲ့ဒါကိုကျွန်တော်တွေ့တယ်အဲ့ဒါနဲ့ကျွန်တော်သွားစဉ်းစားမိတော့ငါတို့ကဘယ်လိုလဲမသိဘူးစဉ်းစားကြည့်လိုက်တော့အဲ့ဒါနဲ့ကျွန်တော်ဒီတဲကိုရောက်လာတော့ကျွန်တော်ဒီကမ်းမတဲ့တကားမရောက်ဘူးဘိုးတော့ရောက်ဘူးပါကျွန်တော်လည်းဘယ်သူကအဖက်လုံးပြောလဲမပိတ်ဘူးအဲ့ကျွန်တော်အခုမှပဲရောက်ဘူးလားတော်တော်ကောင်းတာပဲလို့ဒီကမ်းမကြီးငါသေးချာမှတ်ထားမှဖြစ်မယ်လို့ဒီဟာတွေရောပါဟိုဟာပေါ့နော်ဒါကိုယ့်ရဲ့မှတ်တမ်းသဘောပေါ့နော်ဖြစ်နိုင်တဲ့ဘုံတွေရိုက်သွားရင်ကောင်းမယ်လို့သေချာဘယ်နေရာပါရှိတယ်ပါညာငါသေချာမှတ်ထားမှဖြစ်မယ်လို့ဘာလို့ဆိုမပြောနိုင်ဘူးတော့ကြာဒါဟိုတယ်ဖြစ်ရင်ဖြစ်သွားမှာလို့ဒါကကျွန်တော်အကြောင်းပဲပြောနော်ရှေ့မှာနမူနာရှိနော်ကျွန်တော်တို့မျိုးသားစာကြည့်လိုက်ကြီးနော်ကျွန်တော်ပြောချင်တဲ့အကြောင်းထဲမှာအဲ့ဒါလည်းနည်းနည်းပါပါတယ်နော်ကျွန်တော်တို့ရဲ့မျိုးသားစာကြည့်လိုက်ကြီးဒီမျိုးသားစာကြည့်လိုက်ကြီးဟာဘာနာကနေစတယ်နောက်ခုနဆရာမဒေါက်ကင်းဦးပြောသွားတဲ့မှာပါတယ်ဂျူဘလီဟောရောက်တယ်နော်အဲ့ဒီကနေတကပန်းစိုးတန်းရောက်တယ်နော်ပန်းစိုးတန်းကလည်းတော်တော်ကောင်းပါတယ်ပန်းစိုးတန်းကအမျိုးသားပြလိုက်တယ်တော်တော်လေးကောင်းပါတယ်ခန့်ခန့်ညာညာပေါ့နော်ရှေးအောင်ဆောက်အောင်ခန့်ခန့်ညာကောင်းပါတယ်အဲ့ဒီကနေပြီးတော့တကကျွန်တော်မှတ်မိသလားနော်အစီအစဉ်လွဲရင်ဟိုရောက်တယ်မြို့တော်ကမ်းမကိုရောက်တယ်မစိုးလာပါအဲ့ဒီကနေ6တက်ရုံကိုရောက်သွားတယ်ပြီးလိုက်ပြီးတော့6တက်ရုံကနေပြီးတော့ဘယ်ကိုပြန်ရောက်လာလဲဆိုမြို့တော်ကမ်းမကိုဒုတိယအကြိမ်ပြန်ရောက်လာတယ်ဒုတိယအကြိမ်ကတော့ကျွန်တော်ရောက်ဘူးတဲ့ချင်းနေတော်တော်ဆိုးပါတယ်ဟိုးတောက်ကြောင်လေးထဲမှာမှောင်ကုတ်နေတဲ့အခန်းထဲမှာရှိပါတယ်နော်အဲ့ဒီကနေပြီးတော့မှဒီ၄000ကန်လန်းနဲ့အချင်းမြင့်ပြိုင်ဝင်လမ်းဆုံးနော်စူပါဝမ်နာကနေရာကိုရောက်သွားပါတယ်အဲ့ဒီနေရာကြီးကတော်တော်ကိုစတော့ကတော့ကျွန်တော်ဘာကြီးလဲဆိုပြောတကယ်စောက်လိုက်တဲ့အခါကျတော့တော်တော်ကောင်းပါတယ်စောက်ကြီးကအတက်တွေလည်းအများကြီးတေးကြစောက်ထားတာပါမပြီးခင်မှာကိုပဲစာကြည့်ရကရွှေ့ပါတယ်အဲ့မှာကျွန်တော်ကသင်္ကန်းကျောင်းမှာနေတော့မြို့ထဲကိုတက်တယ်အဲ့ရှိရင်ဖျားတဲ့ခါတော့ကျွန်တော်ကကြည့်ပြီးစိတ်ကူးရင်နေတာပေါ့ဘာလို့လဲဆိုမြင်းနေရအကျယ်ကြီးနော်စောက်ကြီးရလည်းကြီးဆိုတော့ကျွန်တော်စိတ်ကူးရင်ဒီနေရာမှာဒါလုပ်ရင်ကောင်းမယ်ပြီးရင်ဘယ်အတက်မှာပါလုပ်ရင်ကောင်းမယ်နော်ဥမာကျွန်တော်ကအဲ့လိုပေါ့စာပေပြတိုက်ပေါ့နော်ဘယ်အတက်မှာစာပေပြတိုက်လေးလုပ်မယ်အဲ့ဒီမှာစာရေးဆရာကြီးတွေရဲ့လက်ရေးမှုတွေရှိမယ်အမတ်တရားပစ္စည်းတွေရှိမယ်ဆရာကြီးရွှေဦးတော်စေးတန်းတို့ဘာလို့တဲ့ဆရာမြတ်သားနေရဲ့မျက်နှာကြီးတို့ဘာလို့စသည်ဖြင့်နော်အဲ့လိုဘသူရဲ့ပေါင်တိန်တို့ဘာလို့အဲ့လိုပေါ့ဗျာအဲ့လိုဟာတွေရှိမယ်နော်အဲ့ဒါတွေပြထားမယ်လက်ရေးမှုတွေနဲ့သူတို့ရေးတဲ့ဟာတွေပြတိုက်ပြီးတော့ပုံနှိပ်ပြတိုက်ပုံနှိပ်တိုက်ပထမဆုံးစပေါ်တဲ့ပုံနှိပ်တိုက်ကနေစပြီးတော့ပုံနှိပ်တိုက်ပုံစံကဲစလုံးဘလို့စီတယ်ဒီပုံနဲ့လက်ချီနှင်းဆက်ဆိုတာရှိတယ်ခြေထောက်နဲ့နင်းရတယ်ဟလာအဲ့လိုလုတ်တဲ့ဆက်ကဲစလုံးနဲ့စီကဘာလုတ်တဲ့ဟာတွေဟိုပြတိုက်ပုံနှိပ်ပြတိုက်ဒါသတင်းစာနဲ့ဆိုင်နဲ့သမိုင်းဒါတွေလုံးမယ်ဒီနားမှာထားရင်ကောင်းမယ်ကိုယ့်ကိုချိန်နေတာဒါကြီးကိုဘယ်နားမှာထားဒီထဲမှာဘာလုပ်ရဒီလိုအခန်းမျိုးကြီးတွေရှိမယ်စာပေဟောပြောပွဲတွေလုပ်လို့ရမယ်ပြီးတော့ရုပ်ရှင်ပြမယ်အခန်းတွေရှိမယ်ဗီဒီယိုပြမယ်ကဘာကျော်ဝတ္ထုကြီးတွေဟလာကောင်းဝတ်တဲ့ဝင်းWar and Peaceဒါတွေကိုပြန်ရိုက်ထားတဲ့ကားတွေပြမယ်ပြရင်းနဲ့အဲ့ဒီမှာရှေ့ရပြောမယ်ပေါ့ဗျာဆရာမဒေါက်ကင်းနင်းတို့ဆိုပြောတတ်ပြီဟလာဒီကိစ္စမျိုးတွေသူကရှေ့ရတယ်ထွက်လာမယ်ပေါ့ထွက်လာပြီးတော့ဒီကောင်းဝတ်တဲ့ဝင်းအကြောင်းဘာညာဒီကဘယ်လိုရိုက်ပါလဲပြောမယ်ပြမယ်ဒါတွေလုပ်မယ်ကျွန်တော်ကစဉ်းစားနေစိတ်ကူးရင်ရှေ့မှာအကျယ်ကြီးပညာကြီးလုပ်မယ်ဒီပညာကြီးတွေမှာကုံလေးတားမယ်စာရေးစရာတွေလာမယ်စာပတ်တဲ့လူတွေအဲ့မှာလုပ်မယ်စာပေဆွေးနွေးကြမယ်ဒီဘက်မှာစားတောက်ဆိုင်နေပါလေလက်ဖေးဆိုင်တွေပါလို့ရှိမယ်ဟလာဒါမျိုးလေးတွေစာရေးစရာတွေအတွက်ဒီလိုလုပ်မယ်ပြီးရင်ဒီနေရာကြီးထဲမှာဟိုဟာစာအုပ်ဈေးပွဲတော်ကြီးလည်းလုပ်လို့ရမယ်ကိုကသွားတိုင်းစဉ်းစားနောက်ကြတော့ဟာလေးလံတင်လိုက်ပြီ
ဒီဟာဟိုတဲ့ရွှေ့သွားပြီဟာဒါကြီးကလုတ်တာပြီးတော့မှဘာဖြစ်လို့လေလံတင်တာလဲဒီလောက်မွဲနေလားကျွန်တော်လည်းဘယ်လိုမှစဉ်းစားလို့မရနော်စာကြီးတိုက်တိုက်ဟာတနေရာနေတနေရာရွှေ့ဖို့ဆိုတာမလွယ်ပါဘူးတကယ်မလွယ်ပါဘူးကျွန်တော်ကျွန်တော်ကိုယ်တိုင်လောက်ရတာမဟုတ်ပေမဲ့အိမ်မှာနားတောင်ပူတယ်ရေးတာကျွန်တော်အမျိုးသမီးကညီးတာဘာဖြစ်လို့လဲဆိုတော့ငကိုကသူတို့ကအကြောင်းကမြို့ထဲမှာနော်မြို့ထဲကနေအခုဒီတန်သူမလမ်းကဟိုပြောင်းနေတက္ကသိုလ်ပြောင်းတော့စာကြည့်တယ်ပါပြောင်းသွားတယ်ဒါတော့သူတို့ကြောင်းကြီးအသိကြီးတဲ့ကြောင်းကြီးမဟုတ်သေးဘူးပြောင်းသွားတယ်အဲ့ဒီမှာဟိုကစာအုပ်တွေကိုဒီကိုရွှေ့ပြီးတော့စာအုပ်တွေဒီလိုရွှေ့လို့ရတာမဟုတ်ဘူးသူနေရာနဲ့သူစနစ်ကြပြန်ထားရတာဟိုကတော်တော်ကြာတယ်အသားမကျတယ်နော်အဲ့လိုစာကြည့်လိုက်တခုကနေကိုရွှေ့တယ်မလွယ်ဘူးနောက်မျိုးသားစာကြည့်တဲ့စာအုပ်တွေဆိုတာအားလုံးသိတဲ့အတိုင်းပဲတချို့ကလည်းရွှေ့တော့မယ်နော်တချို့ဆိုရင်ကင်ခွင့်တော့မပေးဘူးဓာတ်ပုံရိုက်ခွင့်မပေးဘူး flash သုံးခွင့်မပေးဘူးနော်ဒီ copy သုံးခွင့်မပေးဘူးဟိုကအလင်းအောင်ထိုးမယ်ပြီးတော့အပူရှိတယ်မပေးဘူးအဲ့ဒီလောက်ထိဖြစ်နေတဲ့စာအုပ်တွေရှိတယ်နော်ဒီစာအုပ်တွေကိုရွှေ့ရတယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်တော်မလွယ်ဘူးပြီးတော့ဂျားထဲမှာစာအုပ်တွေပျက်စီးတတ်တယ်နော်ဒါကိုအခုကျွန်တော်တို့ဒီစာကြည့်လိုက်ကြီးကကျွန်တော်တို့အမျိုးသားစာကြည့်တဲ့ကဟိုကနေဟိုပြောင်းဒီကနေဒီပြောင်းနော်အခုကဘယ်လိုဖြစ်နေလဲမသိဘူးချက်စည်းသင်းသူကပြောင်းတာကြာနေတာတယောက်ပြီးတယောက်အေဗရာမိုဝစ်မကြိုက်တိုင်းသွားကန်ထုတ်မင်းဟိုသွားအဲ့တော့ကျွန်တော်တို့ကစာကြည့်လိုက်နေရမရဆိုကျွန်တော်တန်ငယ်ချင်းတွေကြားမှာပြောတယ်စာကြည့်လိုက်နေရမရဖြစ်နော်ဘာဖြစ်လို့စာကြည့်လိုက်တယ်ဒီနေရာလေးဘာလို့မတတာတာလဲဒါဒီဟာလေးဟုတ်လားဒီလောက်ကောင်းတဲ့နေရာဘာဖြစ်လို့ကန်ထုတ်ရလဲအခုကြတော့ဘယ်လိုဖြစ်လဲကျွန်တော်လည်းမရောက်ဘူးတချို့ကြတော့ပြောတယ်မျိုးသားစာကြည့်လိုက်ကြတာမတွေ့ဘူးလေဘယ်မှာမှလည်းမသိဘူးလေအဲ့တော့အမျိုးသားစာကြည့်လိုက်ကိုဘာဖြစ်လို့ပင်လာတဲ့အိမ်လို့ဖွက်ထားတာလဲကျွန်တော်ပြောတာမဟုတ်ဘူးလားမျိုးသားစာကြီးလူတိုင်းကလုတ်တာအလွယ်ဆုံးပြအောင်လုပ်ရမယ်ရှင်းပြောရင်ကျန်တာတော့ထားလိုက်ပါဒီဟာတော့ကျွန်တော်စိတ်ထဲမှာမကောင်းဘူးဘာလို့လဲဆိုစာကြည့်တိုက်ကိုဖွက်ထားတယ်စာကြည့်တိုက်ကိုနေရာမပေးဘူးဆိုတာတိုင်းပြည်တော့မကောင်းဘူးကျွန်တော်တို့အခုဟိုမှာဗြိတိရှစာကြည့်တိုက်နော် Library of Congress ဆိုတာရှိတယ်နော်အဲ့ဒါတွေအင်မတန်ကုန်ယူတာသူတို့ရဲ့စာကြည့်တိုက်ကျွန်တော်ဟိုပါပေါ့သားစုဆိုတော့သားစုပေါ့နော်သူပြောပြတယ်သူလန်ဒန်ရောက်သွားတယ်ဗြိတိရှစာကြည့်သွားတယ်အခါကြတော့တဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တာအကုန်ရှိတယ်ဗျာအဲ့ဒီမှာနော်ပြောမယ်ဆိုသူတို့ရဲ့ရန်သူနော်အင်္ဂလိပ်သူတို့ချခဲ့တယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့မှတ်တမ်းမှရအကုန်ရှိတယ်ဘာလို့ကျလဲအကုန်ရှိတယ်သူအဲ့ဒီတရားထွက်လာတဲ့ဟာအကွေတောင်ထွက်သေးတယ်အကွေစား BBC ကလွှင့်တာ Who Really Killed အောင်ဆန်းဆိုတဲ့အကွေထွက်တယ်အဲ့ဒီထဲမှာအဲ့ဒီအားပါသူတို့မှာဘယ်လောက်ထိစာကြည့်လိုက်အင်မတန်မြန်လို့တယ်သူကအင်မတန်လဲကုန်တယ်ပြီးတော့ကျွန်တော်ကြားဘူးတာပါသူတို့စီကစာကြည့်လိုက်တယ်ဟိုကြီးတွေဟိုတဲ့သူကခမားတို့စာကြည့်လိုက်မယ်စာအုပ်ဘယ်နှအုပ်ရှိတယ်လဲဗျာလို့မေးရင်တဲ့သူတို့ကဘယ်နှအုပ်ရှိပါတယ်လို့မဖြေဘူးတဲ့ဘယ်နှမိုင်ရှိပါတယ်လို့ဖြေတယ်တဲ့စာအုပ်တွေစီးလိုက်ရင်မိုင်ဘယ်လောက်ရှိပါတယ်အဲ့ဒီလိုသူတို့ကအောင်ယူကြတယ်ဆိုတော့အဲ့တော့စာကြည့်လိုက်ဒီကိုဂုံယူတတ်တယ်စာကြည့်လိုက်ကိုနေရာပေးတတ်တယ်ဆိုရင်တော့အဲ့တိုင်းပြီတိုးတက်မှာပဲကြီးပွားမှာစာကြည့်လိုက်ကိုနေရာမပေးဘူးဆိုရင်တော့အဲ့ဒီတိုင်းပြီလေချိန်နဲ့သိကောင်းမှာမဟုတ်ဘူးဘာကြောင့်လဲပညာရှိလည်းတွက်မှာမဟုတ်ဘူးဒါကျွန်တော်ပြောချင်တဲ့အချက်တစ်ချက်ဆိုတော့ခြေရနေနဲ့လုံအားကြီးကျွန်တော်ပြည့်စေချင်တာကအဲ့ဒါပါနည်းနည်းပေါ့ရောက်ရာရှိခဲ့ရင်လေဒီကိစ္စလေးနည်းနည်းတော့စူးစမ်းကြရင်ကောင်းမယ်ကျွန်တော်တော့အဲ့ဒီတောင်းကနေရာကြီးကိုပြန်လို့ခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြားလေးလန်းတင်နေပြောနေတာနော်လေးလန်းတင်နေတဲ့လေးလန်းစောသွားပြီတဲ့ဂျာနယ်ထဲမှာကျွန်တော်ပါရတာတေချာတော့ကြောင်မသိဘူး
လေလံဆွဲသွားပြီတဲ့ဘယ်ကုမ္ပဏီကလေလံအောင်သွားပါသည်တဲ့ဆိုတော့ဒါပေမဲ့ဘာပြောလဲဆိုတော့တဲ့အဲ့ဒီကုမ္ပဏီနာမည်ကိုတဲ့ဒီမှာလုပ်နေစီးပွားရေးသမားတွေကစီးပွားရေးလုပ်ငန်းရှင်တွေအဲ့ဒီကုမ္ပဏီနာမည်တယောက်မှမကြားဘူးပါဘူးတဲ့ဘယ်ကုမ္ပဏီမှလည်းမသိပါဘူးတဲ့ဘာဖြစ်သွားမှလည်းမသိဘူးအဲ့တော့အခုလည်းဘာဖြစ်မှမသိဘူးကျွန်တော်ဒီနေ့ပဲတွေ့အဲ့ဒီကပြတ်လာတော့ကြည့်ခဲ့သေးတယ်ဘာမှလည်းမလုပ်ရဘူးโอเคတွေနာကစ်တုံးကပြတ်သွားတယ်အဲ့ဒီအတိုင်းကြီးပဲကြက်နေတယ်အဲ့တော့ဘသူလက်တဲကုန်မှသေးသေးချာချာမရောက်သေးဘူးလို့ယူဆရပါတယ်အဲ့တော့ဖြစ်နိုင်ရင်တော့တတ်နိုင်တဲ့သူများအဲ့ဒါကြီးပြန်တောင်းပေးပါနော်ပြန်တောင်းပေးပါဖြစ်နိုင်ရင်အဲ့ဒီမှာပြန်လုပ်ပေးပါနောက်တစ်ချက်ကလည်းသူတို့ကစာကြည့်လိုက်ကိုရွှေ့မြည်ဆိုပြီးတော့နေပြီးတော့ရွှေ့မြည်ပြောပါတယ်နော်မကြွရဘူးလို့လည်းမပြောပါဘူးကျွန်တော်လည်းဘာမှပြောလို့မရဘူးနေပြီးတော့ရွှေ့တော့လည်းကျွန်တော်အသိပေးတာလည်းမဟုတ်ဘူးကျွန်တော်လည်းမတိုင်ခင်ပဲအဲ့တော့ရွှေ့တာကတော့ရွှေ့ပါဒါပေမဲ့စာကြည့်လိုက်သည်ပညာရှင်တို့ရဲ့ကျက်စားရနေရာဖြစ်ပါတယ်နော်ပညာရှင်တို့ရဲ့လက်နဲ့ကစာအုပ်များဖြစ်ပါတယ်ဒါကြောင့်မို့လို့စာကြည့်လိုက်ဟာပညာရှင်များနဲ့နီးနီးနာနာတားရပါမယ်နော်ပညာရှင်တွေမကြည့်တဲ့နေရာနော်မကြည့်လို့မပြောလို့ပါဘူးဗျာဟိုလိုတော့မဟုတ်ပါဘူးနော်အဲ့ဟိုမှာသွားပြီးတော့အသုံးပြုမဲ့နဲ့နေတဲ့နေရာပေါ့ဗျာအဲ့လိုနေရာမှာသွားထားမယ်ရှိသမျှအကောင်းစားတွေအကုန်ယူရမယ်ဆိုရင်တော့လေဘယ်လိုလုပ်မလဲကျွန်တော်နော်ဒါဒီစာအုပ်ထုတ်ဝေလုပ်ငန်းတို့နော်စာပေလုပ်ငန်းတို့ရဲ့ဘဝရန်ကုန်မဲ့ဘယ်လိုမှပြောင်းလို့မရဘူးနော်အဲ့ဒီလူတွေကလေ့လာဖို့ဟလာကိုယူဖို့ဘာဖို့อ่ะဒါကိုအားကိုးရမှာဟိုမှာကဘယ်သူမှမရှိဘူးဟိုမှာကစာကြည့်လိုက်ကြီးသည်မနေ့9နာရီခွဲကနေ4နာရီခွဲထိဖွင့်မှာမီဒါပေမဲ့ဟိုမှာကြည့်တာဝန်ထမ်းတွေကလည်း9နာရီခွဲနဲ့4နာရီရုံသွားတက်နေကြတော့ဒီစာကြည့်တော့ဘယ်သူကလာနော်ဘယ်သူမှလည်းမရှိဘူးအဲ့တော့မရှိတဲ့နေရာသွားပြီးတော့လုပ်မယ်ဆိုတော့လေအဲ့ဒါတော့သိတော့မဟုတ်ဘူးကျွန်တော်တော့မကြိုက်ပါဘူးနော်ဒါမဲ့ကျွန်တော်လည်းလွတ်တော်တယ်လည်းသွားခွင့်မရှိတော့ပြောလို့လည်းမရဘူးအဲ့တော့ပြောနိုင်တဲ့လူများရှိလေအဲ့ဒါနည်းနည်းတော့ပြောကြပါဦးနော်တရားတော်တော်လေးလင့်သွားပါတယ်အဲ့တော့ကျွန်တော်ညီကုန်းမဲ့ချုပ်ပါတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးပြောရင်းနဲ့ဟိုတကြားတော့မဟုတ်ပါဘူးကျွန်တော်ပြောချင်တဲ့အကြောင်းလေးကပထမတော့စဉ်းစားထားတာပါအချိန်မရတော့ဒီစာပထမပြောသူပညာရှင်ဘယ်အတွက်လဲစာကြည့်လိုက်တဲ့အတွက်နော်စာကြည့်လိုက်ရဲ့ပညာရှင်ရဲ့လက်နက်ကပါစာအုပ်ပညာရှင်စာအုပ်မရှိမနေနိုင်ဘူးဒါဆိုရင်ဘာလုပ်ကြရလဲစာပတ်ကြဒါလေးကိုကျွန်တော်ပြောချင်စာပတ်ကြရမယ်ဆိုတော့ဖတ်ကိုပါရမယ်လို့တော့မပြောနိုင်ဘူးခုခေတ်ကတခြားမီဒီယာတွေများတဲ့အတွက်ဖတ်ကိုပါရမည်စာမပတ်ရင်သေတာလို့ပါတော့ပြောလို့မဖြစ်ဘူးเนาะအဲ့တော့ဖတ်နိုင်တယ်လို့ဖတ်ဖို့လိုတယ်သူသဖြင့်စာကြည့်တိုင်းပညာနဲ့ပတ်သက်တဲ့အလုပ်ကိုလုပ်မယ်ဆိုတော့စာပတ်ဖို့လိုတယ်အဲ့စာပတ်ရေးစာပတ်ကြဖို့နည်းနည်းလေးပြောချင်တာနောက်တစ်ချက်ကဘယ်လိုလဲဆိုတော့ဘယ်လိုစာမျိုးဖတ်ရမှာလဲဆိုတော့ကျွန်တော်စာအုပ်ကိုမဖတ်နဲ့လောဆယ်ဘာဖြစ်လို့လဲဆိုတော့ချက်ချင်းအကျိုးမရှိသေးဘူးကျွန်တော်တို့ကရသရေးတာဖတ်မယ်ဖတ်တော့ရသရမယ်အတွေးလေးတွေရမယ်ဒီလောက်ပဲရှိလောဆယ်မှာကဖတ်စရာစာအုပ်တွေအများကြီးထွက်နေတယ်ဖတ်ကြပါဖြစ်နိုင်ရင်နော်အခုတွက်နေတဲ့စာအုပ်တွေပေါ့နော်ထောင်ချောင်းရေးတယ်လွယ်ရေးတယ်ဟိုသခင်အောင်ကြီးဘိုးเจ้าကြီးစာအုပ်ကလည်းတွက်တယ်ဘိုးလက်ရာစာအုပ်ကလည်းတွက်တယ်နော်ကျောင်းသားသမဂ္ဂသမိုင်းလည်းတွက်တယ်အဲ့ဒီလိုစာအုပ်တွေအများကြီးစာအုပ်ကောင်းတွေထွက်ပါတယ်အဲ့ဒါတွေခုနလည်းဇာမတော့ကနေဦးလည်းညွှန်သွားပါပြီတချို့စာအုပ်တွေနော်အဲ့လိုစာအုပ်တွေရှာပြီးတော့ဖတ်ကြည့်ပါနော်ဖတ်နိုင်တဲ့လောက်ပေါ့အကုန်ဖတ်ရမယ်မစိုးလို့ပါဘူးဖတ်နိုင်တယ်လောက်ဖတ်ကြည့်ကြအချိန်လေးရမယ်ဆိုစူးစမ်းပြီးတော့ဖတ်ကြည့်ကြပါပြီးတော့မှကျွန်တော်အဓိကဟိုတိုက်တွန်းနေတာစာအုပ်ဘယ်လိုဖတ်ရမလဲဆိုတာစာဖတ်တဲ့အခါကျရင်တစ်ခါတလေကျရင်တချို့စာရေးစရာစာရေးအရန်ကောင်းလွန်ကြည့်စာရေးအရန်ကောင်းလွန်ကြည့်တော့သူ့နောက်ကိုပါသွားတယ်ကျွန်တော်တို့လည်းပါသွားတဲ့အခါကျတော့ဘာဖြစ်တယ်လဲဆိုရိုးရိုးရသစာပဲဆိုရင်မကြည့်ဘူးနော်ရသစာပေကကိစ္စမရှိဘူးပါသွားလို့ရခုနပြောတယ်အတုပ္ပတ္တိတို့နိုင်ငံအထူးသဖြင့်နိုင်ငံရေးစာနော်နိုင်ငံရေးနဲ့ပတ်သက်တဲ့စာပေအခုလည်းထွက်နေတယ်
အဲ့လိုအခါမျိုးကြရင်တော့တတိတာပါစာရေးစရာစာရေးကောင်းပြီဆိုရင်သူ့ဘက်တော်ကဖြစ်သွားတယ်အဲ့တော့သူရေးတာအမှန်ပဲလို့ကိုတင်သွားတတ်တယ်ဒါကိုတော့တတိတာဒီစာရေးစရာရေးတိုင်းတော့မှန်တယ်လို့မယူဆပါနဲ့အိုးမှန်တာလည်းပါမှာပေါ့နော်မယူဆပါနဲ့ဥမာထားပါတော့ကျွန်တော်ပွင့်လင်းပြောဥနုစာအုပ်ထားပါတော့ဗျာတာတေစနေကဥနုကသူကိုယ်တိုင်ရေးတယ်တော်တော်လေးဓမ္မဒိဋ္ဌံကြပါတယ်ဒါပေမဲ့ဥနုစာရေးကောင်းလွန်းတဲ့အတွက်အဲ့ဒါလည်းဖတ်ပြီးတော့ကျွန်တော်တို့ကဥနုလူဖြစ်သွားတယ်နော်မပြစ်ပါနဲ့ဟုတ်ဆိုလိုတာနော်မပြစ်ပါနဲ့ဒီဥနုအကြောင်းကိုတခြားလူတွေရေးခဲ့တယ်စာအုပ်တွေလည်းရှိပါလိမ့်မယ်အဲ့ဒါတွေကိုလည်းဖတ်ကြည့်ပါနိုင်ချင်ပြီဖတ်ကြည့်ပါပြီးတော့တခြားဥမာဘုံမှုချက်ကောင်းရဲ့အနှစ်20လို့စာအုပ်မျိုးတွေနော်အဲ့ဒီထဲမှာဟိုဆရာဦးသိမ့်မြင်တဲ့ကြော်ငိမ့်လို့စာအုပ်မျိုးတွေအဲ့လိုစာအုပ်တွေထဲမှာဥနုအကြောင်းတွေပါလိမ့်မယ်နော်ဒါမှမဟုတ်ရင်နည်းနည်းရှင်းမိနောက်လူကြီးရှိတယ်မေးကြည့်ပါဥနုကဘယ်လိုလူမျိုးလဲပြီးတော့ဖတ်ကြည့်တခြားစာအုပ်တွေဖတ်ပြီးအားလုံးကိုပေါင်းပြီးတော့မှနော်တွက်ကြည့်လိုက်ပြီးတော့မှကိုယ်ပိုင်အုံနောက်နဲ့စဉ်းစားပါကျွန်တော်စာအုပ်ပဲဖြစ်ဖြစ်ဘသူစာအုပ်ဖြစ်ဖြစ်နော်နောက်ဆုံးအခြေခံဥပဒေပဲဖြစ်ဖြစ်နော်ဖတ်ပြီးကိုယ်အုံနောက်နဲ့စဉ်းစားပါကိုယ်ပိုင်အုံနောက်နဲ့စဉ်းစားပြီးတော့ဒါပြည့်နိုင်လားမပြည့်နိုင်ဘူးလားဘယ်ဟာမှန်လဲဘယ်ဟာမှားလဲဆိုတာကိုယ်ပိုင်အုံနောက်နဲ့ဆုံးဖြတ်ပြီးတော့တတ်မှတ်ကြပါလို့ပြောရင်းနဲ့ကျွန်တော်ဒီကုန်းချုပ်ပါ